ငွေကြေးဥစ္စာဒနာတွေနဲ့ပြည့်စုံရင်ကိုယ့်ဘဝကိုလုံခြုံစိတ်ချပြီးတော့ငြိမ်းချမ်းပျော်ရွှင်ရလိမ့်မယ်လို့ထင်နေတတ်ကြတယ်။ဒါကြောင့်ငွေကြေးဥစ္စာဒနာတွေကိုကြိုးစားရှာဖွေနေကြတယ်။ကဲငွေကြေးဥစ္စာတွေပြည့်စုံသွားတဲ့သူတွေလောကမှာအများကြီးရှိပါတယ်။သူတို့ဘဝတွေတေချာပေါက်လုံခြုံစိတ်ချပြီးတော့ငြိမ်းချမ်းပျော်ရွှင်သွားကြပြီလား။တချို့ကအာနာပါဝါတွေရှိနေရင်ဘဝကိုလုံခြုံစိတ်ချရမယ်လို့ထင်နေကြတယ်။ဒါကြောင့်အာနာပါဝါတွေရဖို့ကြိုးစားရှာဖွေကြတယ်။ကဲအာနာပါဝါတွေပြည့်စုံသွားတဲ့သူတွေလောကမှာအများကြီးရှိပါတယ်။သူတို့ဘဝတွေတေချာပေါက်စိတ်ချလက်ချနဲ့လုံခြုံပြီးတော့ငြိမ်းချမ်းပျော်ရွှင်သွားကြပြီလား။တချို့ကအချွေရန်တွေတပည့်တပန်းတွေပေါ်များနေရင်ကိုယ့်ဘဝကိုလုံခြုံစိတ်ချရမယ်လို့ထင်နေတတ်ကြတယ်။ဒါကြောင့်တပည့်တပန်းတွေရဖို့ကြိုးစားပြီးတော့ရှာဖွေကြတယ်။အဖွဲ့တွေစုဖွဲ့ကြတယ်။အင်အားတွေစုကြတယ်။ကဲတပည့်တပန်းတွေပြည့်စုံသွားတဲ့သူတွေလောကမှာအများကြီးရှိပါတယ်။သူတို့ဘဝတွေတေချာပေါက်စိတ်ချလက်ချလုံခြုံပြီးတော့ငြိမ်းချမ်းပျော်ရွှင်သွားကြရပြီလား။တကယ်တော့အဲ့လိုထင်နေသူတွေဟာအတိတရားနည်းပြီးတော့စိတ်ဓာတ်အင်အားသေးငယ်နေတဲ့သူတွေရဲ့အထင်သာဖြစ်တယ်။တကယ်တော့ဘာတွေပြည့်စုံဘာတွေရှိနေအသိပညာနဲ့ကိုယ်ကျင်တရားသာမပြည့်စုံရင်ဘဝမလုံးချုံနိုင်ဘူး။အသိပညာမရှိရင်ရှိနေတဲ့ငွေကြေးဒနာတွေအာနာပါဝါတွေအချမ်းရံတွေကတောင်မှကိုယ့်ကိုဒုက္ခပေးသွားနိုင်တယ်။အသိပညာထက်ဘဝမှာဘယ်ဟာမှမလုံးချုံနိုင်ဘူး။မငြိမ်းချမ်းစေနိုင်ဘူး။ဂရေ80တထေသာငွေသားတွေပုံနေအောင်ချမ်းသာပေမဲ့အတိတရားနဲ့ပညာနည်းပါးလေတော့ဘဝမှာခွက်ဆွဲတောင်းစားပြီးတော့ဒုက္ခတရားတွေများပြားသွားကြရတယ်မဟုတ်လား။နောက်အဲ့ဒီဂရေ80တထေသာအချွေရန်တွေပေါ်များသလားမမေးပါနဲ့။ဝိုင်းလို့အုံးလို့အချိန်ပြည့်ဝန်တန်းတပည့်တပန်းတွေပါပဲ။အသိပညာမရှိလေတော့အဲ့ဒီတပည့်တပန်းတွေကပဲနှိမ့်ဆက်လို့ချက်စီးသွားကြတာပဲမဟုတ်လား။ဘဝမှာတကယ်အမှန်ကိုယ်ပိုင်အင်အားတွေဖြစ်တဲ့သီလအင်အားပညာအင်အားတမာတိအင်အားဆိုတဲ့ကိုယ်တွင်းအားကိုယ်ပိုင်အားတွေမကောင်းရင်အပြင်ဘက်ကကိုယ်ပိုင်အစစ်မဟုတ်တဲ့ရုပ်ဝတ္ထုပစ္စည်းအားတွေကြိုက်တဲ့လောက်များကြိုက်တဲ့လောက်ပေါ်အာနာပါဝါတွေကြိုက်တဲ့လောက်ရှိသီလတမာတိပညာဆိုတဲ့ကိုယ်ပိုင်အားကိုယ်တွင်းအားတွေမကောင်းရင်လုံးဝမငြိမ်းချမ်းနိုင်ဘူးလုံးဝမလုံးချုံနိုင်ဘူးဥပမာခိုးဆူတိုက်ခိုက်ပြီးတော့ကြီးပွားချမ်းသာနေတဲ့ကိုချင်းတရားပြည့်နေတဲ့တတိတယောက်သူချမ်းသာနေပေမဲ့သူ့စိတ်ကလုံခြုံနေတယ်လို့ခံစားနိုင်ပါမလားသူ့ဘဝငြိမ်းချမ်းနေတယ်လို့ထင်သလားဒါကြောင့်အတူချုပ်ပြောရရင်ဘဝမှာတကယ်လုံခြုံခြင်းနဲ့တကယ်ငြိမ်းချမ်းခြင်းနဲ့တကယ်လူဖြစ်ရကြနတ်ခြင်းနဲ့ဆိုရင်ရွှေတွေပြည့်စုံဖို့ငွေတွေပြည့်စုံဖို့အာဏာတွေရရှိဖို့ထက်တပည့်တပန်းတွေပေါ်များဖို့ထက်ကိုယ်ပိုင်ဥစ္စာကိုယ်ပိုင်အင်အားဖြစ်တဲ့သီလဆိုတဲ့ကိုချင်းတရားတွေအမှားမှန်ခွဲခြားသိနိုင်တဲ့ပညာအားတွေစိတ်ဓာတ်တည်ငြိမ်မှုဆိုတဲ့တမာတိအင်အားတွေပြည့်စုံနေဖို့ဟာနံပါတ်1သီလတမာတိပညာအားတွေပြည့်စုံနေဖို့ဒီနံပါတ်2ဘဝမှာသီလတမာတိပညာအားတွေပြည့်စုံနေဖို့ဒီနံပါတ်3နံပါတ်4လဲသီလတမာတိပညာအားတွေပြည့်စုံဖို့နံပါတ်5လဲသီလတမာတိပညာအားတွေပြည့်စုံဖို့ဆိုတာနားလေသိမြင်ပြီးတော့သဘောပေါက်စေချင်ပါတယ်အာလုံးကိုယ်ပိုင်ဥစ္စာအစစ်ဖြစ်တဲ့ကိုယ်ပိုင်အတွန်းအားအစစ်ဖြစ်တဲ့သီလတမာတိပညာဥစ္စာအင်အားများပြည့်စုံနိုင်သူများဖြစ်ကြပါစေ